ခုနကျွန်တော်ဗီဒီယိုပထမပိုင်းဖြတ်လိုက်တယ်ပေါ့နော်ဗီဒီယိုရမ်းရှည်သွားမှာပြုလို့အခုကဒုတိယပိုင်းပါเนาะခုနကကျွန်တော်တို့ GRES GRAS EHD GNSI ပေါ့နော် grad extension ပေါ့နော်ဒီမှာအောက်မှာပေါ်နေပြီเนาะဒါလေးကိုကျွန်တော်နှိပ်လိုက်မယ်ခဏလေးစောင့်ပေးရမယ်เนาะနှိပ်လိုက်ပါနော်ဒီမှာ grad extension လို့ပေါ်လာပြီဒီလိုအောက်အပေါ်နည်းနည်းဆွဲတင်လိုက်เนาะဒီမှာ grad line node chrome web store ဆိုတာလေးရှိတယ်ဒီမှာเนาะဒါလေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်ဒီလိုပုံလေးပေါ်လာပြီเนาะပေါ်လာရင်ကျွန်တော်တို့ကဒီဘက် down လေးမှာဒီအပြာရောင်လေးကိုနှိပ်ပေးရမယ်เนาะနှိပ်ပြီးတော့ down အောင်ပါ extension down အောင်ပါတကယ်လို့ဒီလိုမျိုးမပေါ်ဘူးဆိုရင်ကျွန်တော်တို့ဒီအောက်နာအဆက်30ကိုနှိပ်ပါအောက်နာအဆက်30ကိုနှိပ်အပေါ်ဆွဲတင်ပြီးတော့မှဒီ desktop site ဆိုတဲ့ဟာလေးကိုကျွန်တော်အမှန်ကြီးချစ်ပြလိုက်เนาะကျွန်တော်ဒီမှာဒီကောင်လေးကိုနှိပ်လိုက်ပြီ OK ကိုနှိပ်ပါ extension down နေတယ်ခဏစောင့်ပြီးလိုက်เนาะextension down နေပါတယ်ဒီလိုမျိုးဖြစ်သွားပြီဆိုရင်ဒါ extension down ပြီးသွားပြီเนาะဒါဆို extension down ပြီးသွားပြီဒါဆိုရင်ကျွန်တော်တို့ဒီအောက်မှာ jigsaw ပုံလေးရှိတယ်ဒီမှာကျွန်တော်ညှားထိုးပြထားတဲ့နေရာလေးမှာเนาะ jigsaw ပုံလေးကိုတစ်ချက်နှိပ်လိုက်ရင်ကျွန်တော်တို့ဒီမှာ extension ရောက်နေပါပြီเนาะ grad line node ဆိုတဲ့ extension လေးရောက်နေပြီအဲ့ဒါလေးကိုနှိပ်လိုက်ပြီးသွားရင်ဒီမှာအကြီးချဲ့ခြင်းလည်းဆိုရင်ဒီနေရာလေးကိုနှိပ်ပြီးတော့အကြီးချဲ့လို့ရတယ်ဒီမှာနှိပ်လိုက်နော်ဒါဆိုကြီးသွားပြီကျွန်တော်တို့ကအကောက်ဖွင့်ပြီးသွားပြီဖြစ်တဲ့ကြောင့် log in ကိုနှိပ်ပါခုနကျွန်တော်အကောက်ဖွင့်လာတယ်ကျွန်တော်ခုနဖွင့်လာတယ်နော်ကိုယ့်ရဲ့ Gmail ကိုထည့်ရမယ်နော်ဒါဆိုဒီမှာသူက Gmail တောင်ထည့်ရမလို့ခုနဖွင့်လာတဲ့အတွက်ကြောင့်တစ်ခါလေးတန်းဝင်သွားတယ်ပေါ့နော်ဆိုတော့ဒီမှာဒါ Gmail က verify ဖြစ်သွားပြီဒီမှာဒီဘက်လက်ဆောင်ပုံလေးကိုတစ်ချက်နှိပ်နော်ဒါဆိုရင် connect wallet ဆိုတာရှိတယ် connect wallet လုပ်ပေးရမယ်ပြီးရင်wallet connect ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာ confirm wallet in email ဆိုတာလုပ်ရမယ်เนาะဆိုရင် wallet လုပ်ဖို့အတွက်ကိုကျွန်တော်တို့က wallet down ပါမယ်เนาะ wallet ကတော့ဖန်သွန်ကျွန်တော်ရွေးပါတယ် PHDAN เนาะဖန်သွန် extension ဆိုတာရှိတယ်เนาะဒီကောင်ဖန်သွန် extension ကို down အောင်မယ်เนาะဒီမှာ ဖန်သွန် extension မှာလည်းဒီမှာ Chrome ပါတဲ့ဟာကို down အောင်မယ်เนาะ Chrome ဆိုတဲ့စာသားပါတဲ့ဟာဒီမှာ Chrome ဆိုတာเนาะဒါလေးကိုတစ်ချက်နှိပ်ပါခုနကျွန်တော်တို့ grad down လို့ပဲဒီမှာဒီဘက် down လေးကအပြာလေးကိုနှိပ်ပြီး down ပါ OK ကိုနှိပ်ပါခဏလေးစောင့်ပေးပါဒီမှာအပြာစာတန်းလေးပြန်ပေါ်လာပြီဆိုရင်ကျွန်တော်တို့ရပြီเนาะဒါဆိုရင်ကျွန်တော်ဖန်သွန် down ပြီးသွားပါပြီဒီ jigsaw လေးအောက်ကဒီ extension ရှိတဲ့ jigsaw လေးကိုတစ်ချက်နှိပ်ပါဒီမှာเนาะဖန်သွန် wallet ရောက်နေပါပြီဖန်သွန်ရောက်နေပါပြီသူကတစ်ခါလဲဖန်သွန်လဲဝင်သွားပြီเนาะဆိုရင်ကျွန်တော်တို့ကဒီမှာဖန်သွန် wallet ရှိတယ်ဆိုရင်เนาะဒီအောက်ကဟာကိုယူရမှာပါ
မရှိသေးဘူးဆိုရင်တော့ကျွန်တော်တို့ create new ပေါ့เนาะအသစ်ဖွင့်မှာပေါ့အသစ်ဖွင့်လိုက်ပါမယ် create new wallet เนาะဆိုတော့ Gmail နဲ့ဖွင့်မှာလားဒါမှမဟုတ် password နဲ့ဖွင့်မှာလားကျွန်တော် password နဲ့ယူလိုက်ပါတယ်နော် password ရလိုက်မယ်ဒီ၄တော့အမှန်ချစ်ပါ continue နှိပ်လိုက်ပါဒီကောင်တွေကတော့ဒါကျွန်တော်တို့တည်တည်ချာချာမှတ်ထားမယ်เนาะကိုယ့်ရဲ့ password တွေဖြစ်ပါတယ်เนาะဒါတွေကိုသူများကိုပြလို့မရအောင်เนาะဒါကတော့ကျွန်တော်ကအစမ်းလုပ်ပြတာမလို့ဒီ wallet ကကျွန်တော်မသုံးပါဘူးเนาะဒါဥပမာเนาะလုပ်ပြတာဖြစ်ပါတယ်ဒီမှာ continue ကိုနှိပ်ပါခုနပြောတဲ့ password တွေပြောင်းရင်တော့เนาะစီပုံးပဲเนาะဆုံးပြီเนาะရေစဲချလိုက်တော့ဆိုတော့ဒီဟာအဲ့ password တွေမပြောင်းစေနဲ့ wallet password တွေဒါဆိုရင်ပြီးသွားပြီเนาะဒါဆိုရင်ကျွန်တော်တို့ခုန grad ထဲကိုပြန်သွားမယ်ဒီမှာအောက်က jigsaw လေးကိုနှိပ်ပါ grad line ကိုနှိပ်ပါနော်ဒီလိုမျိုးပေါ်လာပြီဒီလိုမျိုးပေါ်လာရင်ကျွန်တော်ဒီအပေါ်လေးကိုနည်းနည်းဆွဲတင်လိုက်เนาะဒီလိုဆွဲတင်လိုက်ရင်ဒီအောင်နားလေးမှာ dashboard ဆိုတာရှိတယ်အဲ့ဒါအများလေးကိုနှိပ်လိုက်เนาะနေပြီးသွားရင်ကျွန်တော်ခဏစောင့်အောင်မယ်ဒီလိုပေါ်လာပြီเนาะပေါ်လာရင်ခုနကကျွန်တော်ပြောသလိုလက်ဆောင်ပုံလေးနေရာကိုသွားပါလက်ဆောင်ပုံလေးနေရာကိုနှိပ်ပါဒီမှာ corner wallet လောက်ရမယ် corner wallet ကိုနှိပ်ပါเนาะကျွန်တော်တို့ကဒီမှာဖန်သွန်နဲ့ချိန်ပါမလို့ဖန်သွန်ရွေးပါเนาะဖန်သွန်သွားချိန်ပြီเนาะခုနကကျွန်တော်ဖန်သွန်မှာပေးထားတဲ့ password ကိုလိုက်ထည့်ပါမယ်ဒီမှာအောက်ဆုံးမှာ connect ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါနော်ဒါဆိုရင်ဒီမှာသူက verify လုပ်ခိုင်းတယ် verify wallet ကိုကျွန်တော်နှိပ်ရမှာဖြစ်တယ် verify နှိပ်လိုက်နော်ဖန်သွန်မှာကျွန်တော်တို့ confirm ပြန်လုပ်အောင်မယ်အောင်နားလေးမှာဒီဘက်နားလေး confirm ကိုနှိပ်လိုက်နော်ဒါဆို wallet connect ဖြစ်သွားပြီဒီမှာ wallet ကို verify လုပ်ဖို့တော့ကို Gmail ကိုစာပို့ခိုင်းရမယ်ဒီမှာเนาะဝိုင်းပြထားတဲ့နေရာကိုတစ်ချက်နှိပ်ပါเนาะပြီးရင်ဒီအမဲအောင်လေးเนาะဒါလေးကိုတစ်ချက်ထပ်နှိပ်ပါ Gmail ထဲကိုဒီစာပို့ပါလိမ့်မယ်တကယ်လို့ Gmail ထဲမှာတိုက်ရိုက်စာမရောက်ဘူးဆိုရင်ဒီမှာ junk spam folder မှာသွားရှာပါလို့ပြောတာเนาะဆိုတော့ကျွန်တော် Gmail ထဲသွားပါမယ် Gmail မှာကျွန်တော်တို့ဒီရှိနေတာเนาะကျွန်တော် Gmail ဖြစ်ပါတယ်ဒီမှာဆိုရင်စာရောက်နေပြီเนาะမှာပေါ်ဆုံးမှာဖြစ်ပါတယ်ဒါဆိုရင်ဒီမှာ verify wallet address ဆိုတဲ့ဒီအစိမ်းရောင်နေရာလေးကိုနှိပ်လိုက်ပါခဏစောင့်အောင်မယ်ဒီလိုပေါ်သွားပြီဆိုကျွန်တော်တို့ wallet ချိတ်တာအားလုံးအောင်မြင်သွားပြီ my browser လည်းပြန်သွားပါmy browser လည်းပြန်သွားပါเนาะပြန်သွားပြီးဒုံးကြီးကိုနှိပ်လိုက်ပါပြီးကျွန်တော်တို့လက်ဆောင်ပုံကိုပြန်နှိပ်ကြည့်ပါเนาะဒီမှာအကုန် verify ဖြစ်သွားပါပြီเนาะဒီမှာဒီလိုဖြစ်ရမယ်เนาะစိမ်းရောင်လေးတွေအကုန်ဖြစ်သွားပြီအသုံးခုလုံးအောင်မြင်သွားပြီဒါဆိုရင်ကျွန်တော်တို့ကမိုင်းမယ်ဆိုရင်ဒီကောင်ကိုအလယ်နဲ့ထွက်ပါအလယ်နဲ့ထွက်ပြီးတော့เนาะဆက်မရှင်းမဲနဲ့ YouTube ပြပြဖွင့်ထားပြီးတော့မိုင်းလို့ရပြီเนาะဆိုရင် screen ခွဲလို့ရတဲ့ဖုန်းဆိုရင်ဒီလိုဖိထားပြီးတော့မှကျွန်တော်တို့เนาะဒီမှာကျွန်တော်ချက်ပြရမယ် sorry ဒီမှာ my browser ကိုဖိတယ်เนาะ screen ခွဲလိုက်မယ်ပေါ့ဗျာဒီလိုဆိုကျွန်တော် screen ခွဲလိုက်ပြီเนาะ screen ခွဲပြီးတော့မှဥပမာ YouTube ပဲဝင်လိုက်မယ်เนาะဒါဖုန်းနဲ့ run မဲ့သူတွေပေါ့เนาะဒါဆိုဒီမှာ YouTube ထဲမှာကလားကားဖြစ်တကားကားဖွင့်ထားလိုက်ရင်ဒီမှာ auto run နေပါပြီเนาะဒါ VPN တော့ဒီ
မိုင်းတဲ့အချိန်မှာ VPN တော့ပိတ်ထားရမယ်နော် VPN မဖွင့်ရဘူးဒါဆိုရင်သူကသူ point တက်နေမှာနော် point တွေတက်နေပါလိမ့်မယ်နော်အဲ့ဒါအခုတော့20 point ရပါပြီပေါ့နော်ဒီလိုမျိုးမိုင်းလို့ရပြီနော်ဒီလိုမျိုးဒီမှာ data တုံးတာနဲ့သူကတက်မှာဖြစ်ပါတယ်နော်ဒါတခုတော့ရှိတယ်မိုင်းတဲ့အချိန်မှာသူဖုန်းပိတ်သွားလို့မရဘူးနော်ဖုန်း screen ပိတ်လို့မရဘူးဖုန်း screen ပိတ်လို့မရတဲ့အတွက်ကြောင့်ကျွန်တော်တို့ကဒီညှိုက်တဲ့အချိန်မှာအာသွင်းကြိုးထိုးထားပြီးတော့ဇကားတစ်ခုခုကိုကျွန်တော်တို့ဖွင့်ထားပါဒါဆိုရင်တော့ဒီမှာမိုင်းတာတက်နေပါလိမ့်မယ်နော်